Hello အခုဘာလေးလာပြောရလဲဆိုတော့အရန်ကိုမိုက်တဲ့ AI app လေးပေါ့နော် Notebook ML လို့ခေါ်ပါတယ်။ဘာလဲဆိုတော့ကိုကသူ့ကိုနော်ဗမာလိုကိုနားမလည်တဲ့အရာတွေအကုန်လုံးမြန်မာလိုပြန်ပြောခိုင်းလို့ရတယ်။ပြန်ခိုင်းလို့ရတယ်ပေါ့နော်။အဲ့တော့လုပ်ကြည့်မယ်။ကျမတို့အခုအရင်ဆုံး YouTube နဲ့စမ်းကြမယ်။ YouTube ကိုသွားတယ်။ကိုကဗီဒီယိုတစ်ပုဒ်ကိုကြည့်လိုက်တယ်။ဗီဒီယိုကြီးကတနားရီလောက်ကြီးရှိနေအဲ့ဒါကိုမသိချင်ဘူး။ကောင်းလားမကောင်းလားအရင်ဆုံးသိချင်တယ် review သိချင်တယ်။အဲ့အတွက်အဲ့ဒါကိုကအင်္ဂလိပ်လိုတွေလည်းမသိဘူးဆိုလို့ရှိရင်ဗမာလိုပြန်ခိုင်းမယ်။အဲ့အတွက်အဲ့ဒီဗီဒီယိုရဲ့အောက်မှာရှိတဲ့အဆက်30ကိုနှိပ်လိုက်မယ်။အဲ့ဆို share လို့ပေါ်လာမယ်။ share ဆိုတာနဲ့လည်းလို့ရှိရင်အောက်မှာ copy link ပေါ်လာမယ်။အဲ့ copy link ကိုယူလာမယ်။ပြီးသွားလို့ရှိရင်ကျမတို့က notebook ML ကိုသွားမယ်။သွားပြီးတော့လို့ရှိရင်အဲ့ဒီမှာ YouTube ဆိုတဲ့နေရာလေးရှိပါတယ်။အဲ့ YouTube ဆိုတဲ့နေရာမှာခုနကကူးလာတဲ့ link ကိုသွားထည့်မယ် paste လုပ်မယ် paste လုပ်ပြီးသွားပြီးဝင်သွားပြီဆိုလို့ရှိရင်ကိုကမြန်မာလိုပြန်ပြီးမှအနှစ်ချုပ်ပြောခိုင်းခြင်းနဲ့ဆိုရှင်ဟိုဘက်က studio နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမှာ language ကိုရွေးမြန်မာဆိုတာကိုရွေးတဲ့အခါမှာသူလုံနေပြီ translate လုပ်နေပြီအဲ့ဒါပြီးတော့လို့ရှိရင်ဒီလိုဗမာလိုလေးပြော တတိ dive ကနေကြိုးဆိုပါတယ်ဒီနေ့တော့ကျမတို့နားထောင်သူတယောက်ပေးပို့ထားတဲ့ရေးရေးမြစ်လေးတစ်ခုကိုအခြေခံပြီးတော့လေအတူတူလေးလာစမ်းစစ်ကြည့်ကြရအောင် ဟုတ်ကဲ့ခင်ဗျ အဓိကတော့ YouTube ပေါ်က action ဇာတ်လမ်းတစ်ပုဒ်ပေါ့တစ်ပင်ပညာရှင်တွေစစ်သားတွေပါတယ်ပြီးတော့တောနက်သေးကအကောင်းကြီးတွေပြားကောင်ကြီးတွေအကြောင်းရိုက်ထားတဲ့ဇာတ်လမ်းအဲ့ဒီဇာတ်လမ်းဇာတ်ကွက်ကိုအဓိကဆွေးနွေးကြမယ်ဆိုပါတော့ ဟုတ်ပါ